Hello, alo me, mình là Kham Yang. Cho nó ye, opera win le, chỉ nên đi video,ပြင်đi video, chút số bài. Thì ní mà rồi bono, đó lý go, anh show lên này bono, nhà master mà,ပြင်win cái đấy. Association lên đi ao bono, association, đối với association go, để đó để association lên đi ao này, mình sẽ biết gì mà này Kham Yang. Đó lý go, anh show lên này, đi số ra đấy. Association တူဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခဏတော့ကြည့်လိုက်ကြရအောင်ပေါ့နော်မင်္ဂလာပါညီမလေးမင်္ဂလာပါကိုဟုတ်မိတ်ဆက်ပေးပါဦးညီမနာမည်က Nochis No Paul ပါ Nochis No Paul ပေါ့နော်ညီမအရာဝတီတိုင်းအိမ်မဲမြို့နယ်ကပါဇာတိရပေါ့နော်အခုကတောင်းကလာနေလာရောက်ရှင်ပြိုင်ပါတယ်ဟုတ်အရင်တော့ပြိုင်ပွဲတွေပြိုင်ဘူးလားပြိုင်ပွဲတွေတော့ငယ်တုန်းကတော့အသင်းတော်တွေမှာတော့လိုက်ပြိုင်ဘူးရဲ့ရှင်ဟုတ်ဟုတ်ပါပြီလူပညာတန်ကတော့တော်လေးအတန်ရှုံမဲ့အတန်လေးပုံပေါက်လေးပေါ့နော်အခုတိုင်လောက်နေတဲ့တိုင်အောင်ကိုလိုမျိုးအတန်မျိုးထွက်တယ်ဆိုတော့သူတရှင်းဆိုလေးရှိမှာပဲကျွန်တော်တို့ခံမဲ့ပြီးတော့ကြည့်နိုင်ပါပေါ့နော်โอเคနဲ့ပတ်သက်တဲ့အတွေ့အကြုံပါအောင်တခါတလေကြာရဖះเจ้าနေပါရတော့ဆိုရအဲ့လိုမျိုးတွေတော့မဆိုဘူးရှင်ဟုတ်ပါပြီလက်ရှိပါလုပ်နေလဲညီမလေးလက်ရှိကကြတော့ဟုတ် sales and marketing မှာဟုတ် page admin မှာဟုတ်ကဲ့ရှင်အိမ်အောင်အပေးလားအောင်ရွာမိဘတွေတော့မသိဘူးရှင်ဒီရန်ကုန်ကအတော်တွေမျိုးတွေကတော့သိတယ်အားပေးကြလားအားပေးကြတယ်ရမ်းမယ်ဟုတ်ပိုင်နိုင်ဆုံးရှင်တစ်ပုံလောက်ကို piano နဲ့ဆိုပေးပါလားဟုတ်ကဲ့နောက်ပြီး ele center မှာရပ်ပေးပါနော်ဟုတ်ကဲ့ပါ तू ကဘယ်လိုပြောမလဲသူရဲ့မိတ်ဆက်တဲ့အတန်ဟောက तू ကအတန်ရှုံနေတယ်ရှုံတဲ့အခါကျတော့ဒိုင်တွေကတော့ခံမမိတာပေါ့နော်ဆိုတော့သူ့ရဲ့နေကတော့ဒီဟာနဲ့ဆိုရင်တော့ပို့ပြီးလိုက်ဖမ်းမလားပေါ့နော်သူဒီမှာမိတ်ဆက်ပြီးတော့သူ့ကိုဆိုခိုင်းရဲ့ဒီမှာပုံစံကိုကဒီမှာကြည့်ပါဦးပီယာနိုနဲ့ဆိုခိုင်းနေဆိုတာအဲ့တော့ပေါ့နော်ဆိုတော့အဲ့ဒီနဲ့တည်ထားမယ်ဝန်တာပါတဲ့တခြားသူတွေနဲ့နင်ပြောတာတွေ့တော့ငါရင်ခွဲလေရပါတယ်ကိုချင်စားပါတယ်ကိုချေရသူနဲ့ရှင်လာရဲ့ဝေးကငါကိုမောင်းထုတ်လိုက်ရုံပဲအဲ့ဒါလို့ရှိနေရတခုတော့ပြောချင်တယ်ချက်ခဲမိပါတယ်ကိုလိုတိုင်းရနိုင်ဖို့သူများရင်ကိုမခွဲနဲ့အလကားပဲမင်းချစ်တဲ့ပြောနေလေအစားကတဲ့တဲ့နဲ့မောင်လို့မရအောင်မတရားတချို့ကိုမဲပေးသွားခဲ့တယ်လကားပဲတဲ့ချစ်တဲ့ပြောနေလေအစားကတဲ့You won't take me out Mega low ya te la cabe The kuro pyo jane Take me bade Go lora ya nai mo Tu nya yin go ma khwe neကျွန်တော်တို့ကတော့နားတော်လို့တော့မဝလိုက်သေးဘူးပေါ့နော်နောက်တစ်ခေါက်ပြေးပြီးနားတော်ကြည့်ရှင်ပါသေးတယ်ခင်ဗျာဆိုတော့ဒိန်တွေကတော့ဘယ်လိုဆုံးဖြတ်မလဲတော့မသိပါဘူးဒါပေမဲ့အခုခဏလေးရပဲကျွန်တော်ဒီ Facebook မှာတက်လာလို့ပေါ့နော်ဒိန်တွေကတော့အစင်ဖြစ်ကိုလက်ခံလေလို့သူတို့ကတော့ပြောထားကြတယ်ပေါ့နော်အစင်တစ်ကတော့အောင်လေပေါ့နော်ဆိုတော့ဒိန်တွေဘယ်လိုဆုံးဖြတ်မလဲခဏတော့ပြင်ပြီးကြည့်လိုက်ကြရအောင်အတိကတော့အကေးခက်တာပေါ့နော်ဘာတွေကလိုအပ်ချက်ရှိတယ်ဘာတွေကလိုအပ်ချက်မရှိဘူးဆိုလို့နေရတယ်အဓိကကြပါတယ်ရပြီညီမလေးတချင်းဆိုတော့အားရလားဟုတ်ပထမတစ်ပုတ်တော့တိတ်အားမရပထမတစ်ပုတ်အားမရဒီအောင်အားရလားထင်ပါတယ်ဟုတ်ဒီအောင်အားရလို့ထင်တယ်ဗောနော်ဟုတ်ကဲ့ဒါတော့ဒါပြိုင်ပွဲရဲ့သဘောတရားရတော့ညီမလေးလည်းသိမှာဗောနော်ပြိုင်တဲ့အခါမှာအဓိကအမှန်နဲ့အောင်ပြိုင်ရတယ်ဆိုတာကိုတော့သိလောက်ပါတယ်โอเคပါဟုတ်ညီမလေးကကောင်းတဲ့တော့ကြောင့်ကိုကနောက်တစ်ဆင့်ကိုခေါ်မသွားဘူးလို့မပြောဘူးနော်ခေါ်သွားလိုက်ပါမယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဒိန်တွေကပေါ့နော်
ဘာမှညညကွီကိုလေးလုံးစဲမအောင်တခါလေအခုဒိုင်တွေကပေါ့နော်အရင် तू ကအရင်ကလိုမျိုးရေလိုက်ပြုံးလာပြီးတော့ပေါ့နော်တိတ်အများကြီးမပြောပြနေပေါ့နော်လိုရင်းတူရှင်ပဲပြောတာကိုတွေ့ရပါတယ်ဒီနေ့တော့အားပေးတဲ့အတန်တွေပါနေများထွက်လိုက်ပါအောင်လားကျွန်တော်တို့ကတော့ပြေးတဲ့အနေနဲ့ပေါ့နော်အဲ့လိုခံစားမိတယ် အမညီမလေးဆိုတော့တောက်လျှောက်ကြိုက်နေတာ ဟုတ်ကဲ့ရှင် အမတို့ကဒီ အဲ့လိုမျိုးဖြစ်နေ ပီယိုနိုနဲ့အရင်မဆိုခိုင်းဘူးဆိုတာကကိုတယောက်တည်းဆိုတဲ့အခါမှာကြီးတယ်တာဘယ်လိုနေလဲမှန်လားပေါ့နော်တယောက်တည်းဆိုရောဖြစ်ရလားပေါ့အဲ့လိုမျိုးသိချင်လို့ပေါ့နော် ဟုတ်ကဲ့ပါ ရှေ့တစ်ပုတ်မှာညီမလေးကသွားနေတဲ့စတိုင်ကညံတာပေါ့နော်ညံနေဒါပေမဲ့ပီယိုနိုနဲ့ဆိုရင်ရနိုင်မယ်ထင်လို့အမတို့ဆိုခိုင်းလိုက်တယ်စာသားလေးတွေမှားသွားတာရှိတယ်တက်ရှူမှားသွားတာလေးရှိတယ်မနီရဲ့အလကားပဲတခြင်းမှာ ဟုတ်ကဲ့ တချို့နေရာလေးတွေလိုနေရာလေးရှိရဲဒါပေမဲ့အတန်ခိုးဆူလိုက်တဲ့အချိန်မှာအတန်လေးအရန်လှတာပဲ ဟုတ်ကဲ့ရှင် အဲ့တော့အပိုင်နိုင်ဆုံးသရှင်တော့မဟုတ်ပါဘူးဒါ ဟုတ်တယ်မှာပုံမှန်ဆိုလေးဆိုထားရှိရတဲ့ချင်းလေးပေါ့နော်အရန်လဲပိုင်တာတော့မဟုတ်ပါ ဒါပေမဲ့လိုအပ်ချက်လေးနည်းနည်းလေးတွေပဲရှိတာနည်းနည်းလေးပဲရှိရဆိုပေမဲ့ဖြည့်စင်းလို့ရတဲ့အရာလေးတွေ ဟုတ်ကဲ့ပါရှင် အမအတွက်စင်းလုံးကြောနီးပါးကောင်းတဲ့အတွက်အမလေး yes ပါပဲ ကျေးဇူးတင်ပါတယ်မှာ ဒါပေမဲ့ဒါကတော့ audition ဖြစ်တယ်ပေါ့နော် ဟုတ်ကဲ့ပါ အတန်စစ်တာဖြစ်တဲ့အတွက်ကြောင့်နောက်အဆင့်ဒီမှာအများကြီးစူးစမ်းပါလို့ပြော ဟုတ် ချင် ကဲ့ တယ် ဟုတ်ကဲ့ပါအများကြီးကျေးဇူးတော်ပါမယ်ရှင်ကျေးဇူးပါဟုတ်